အားလုံးပဲမင်္ဂလာပါ Grammar Master Online Class ကနေကြိုဆိုပါရစေဒီနေ့သင်ကြားပေးမယ့်အခန်းကတော့ Unit 2ဖြစ်ပါတယ်အဲ့တော့သင်ခန်းစာလေးစလိုက်ကြအောင် Unit 2သူကဘာသင်မှာလဲဆိုရင် demonstrative ပြီးရင် and ပြီးရင် plural nouns အဲ့တော့ဒီမှာ၃ခုသင်ပါမယ်နော် demonstrative ဆိုတာကနာမ်ညွှန်းစကားလုံးအဲ့တော့နာမ်တွေကိုညွှန်ပြပြီးတော့သုံးတဲ့စကားလုံးတွေကို demonstrative စကားလုံးလို့ခေါ်မယ်နောက်တစ်ခုက and အဲ့ဒီသုံးလုံးကိုကြတော့ article လို့ခေါ်ပါတယ်နော်နောက် plural nouns plural ဆိုတာကအများကိန်း noun ဆိုတာကနာမ်အဲ့တော့ plural nouns နာမ်အများကိန်းတွေကိုသင်ပါမယ်အဲ့တော့ဒီ unit 2မှာဆိုရင်အပိုင်း၃ပိုင်းပါပါမယ်နော်အဲ့တော့ကြည့်လိုက်ရအောင်အဲ့တော့ demonstrative ကသူက၄လုံးရှိပါတယ်အခုဒီမှာပြထားတဲ့ this ရယ် that ရယ် these ရယ် those ရယ်ဒီ၄လုံးကို demonstrative နာမ်ညွှန်းစကားလုံးလို့ခေါ်ပါတယ်သူကနော်အနည်းမှာရှိတဲ့အရာဝတ္ထုပစ္စည်းတွေဒါမှမဟုတ်အဝေးမှာရှိတဲ့အရာဝတ္ထုပစ္စည်းတွေကိုညွှန်ပြပြီးတော့သုံးတဲ့စကားလုံးတွေဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် this ဆိုတာကအနည်းမှာရှိတဲ့အရာဝတ္ထုပစ္စည်းကိုညွှန်ပြပြီးပြောရင်သုံးတယ် that ကကြတော့အဝေးမှာရှိတဲ့အရာဝတ္ထုပစ္စည်းတွေကိုညွှန်ပြပြီးပြောတဲ့အခါမှာသုံးတယ်ပြီးတော့ these ကကြတော့နော် these ကကြတော့ this ရဲ့အများကိန်းပေါ့နော်သူကကြတော့အနည်းမှာရှိတဲ့အရာဝတ္ထုပစ္စည်းကိုမှအများကိန်းဖြစ်နေတယ်ဆိုလို့ရှိရင် these ကိုသုံးတယ်အဲ့တော့အနည်းမှာရှိတဲ့အရာဝတ္ထုပစ္စည်းကိုပြောရင်နှစ်ခုသုံးလို့ရတယ်ဒီ this ရယ်ပြီးတော့ these ရယ်အဲ့တော့အနည်းဆိုရင် this ကိုသုံးနောက်ကအများကိန်းဖြစ်နေခဲ့လို့ရှိရင် these ကိုသုံးနော်နောက်တစ်ခုက that နဲ့ those နဲ့ကကြတော့အဝေးမှာရှိတဲ့အရာဝတ္ထုပစ္စည်းတွေကိုညွှန်ပြပြောဆိုတဲ့အခါမှာသုံးတယ် that ကအနည်းကိန်း those ကကြတော့အများကိန်းဖြစ်တယ်နော်အဲ့တော့ဒီမှာဆိုရင် this ကမြန်မာလိုထိုဟာဤဟာပေါ့နော်နောက် that ကဟိုဟာအဝေးမှာရှိတဲ့ဟာနောက် these ကဤဟာများ those ကကြတော့ထိုဟာများအဝေးမှာရှိတဲ့ဟာနော်အဲ့တော့ဒီမှာဆိုရင်သူကပြန်ခွဲပြီးတော့ပြောထားတယ်ဒီမှာ singular ဆိုတာအနည်းကိန်း plural ဆိုတာအများကိန်းအဲ့တော့ singular အနည်းဒီလေးလုံးထဲမှာအနည်းကိန်းကဘာရှိလဲဆိုရင် this နဲ့ that နဲ့ this နဲ့ဒီကွက်လက်ထဲမှာဆိုရင် that ထည့်ရမယ်နော် this နဲ့ that နဲ့က singular အနည်းကိန်းအဲ့တော့အနီးမှာရှိတဲ့အရာကိုပြောချင်တာဖြစ်တဲ့အတွက် this ကိုသုံးတာ this is an umbrella ဒီဟာကထီးတစ်ချောင်းဖြစ်တယ်ဒါအနီးမှာရှိတဲ့ umbrella ဆိုတဲ့ noun ကိုညွှန်းပြီးတော့ပြောချင်တာနော်ဒါကြောင့် this ကိုသုံးတယ်နောက် that is that is a rucksack နော်အဲ့တော့အဝေးမှာရှိတဲ့အရာဝတ္ထုကိုပြောချင်တဲ့အခါ that ကိုသုံးမယ်နောက်တစ်ခုက plural plural ဆိုတာကအများကိန်းထဲမှာဆိုလို့ရှိရင်နှလုံးရှိမယ် these ရယ် those ရယ်ရှိမယ်အဲ့တော့သူကအများကိန်းနဲ့อ่ะနော် these are sweet those are biscuit အဲ့တော့ these ကအနီးမှာရှိတဲ့အရာဝတ္ထုပစ္စည်းကအများဖြစ်နေရင်သုံးတယ် those ကအဝေးမှာရှိတဲ့အရာဝတ္ထုပစ္စည်းအများကိန်းဆိုရင်သုံးတယ်အဲ့လောက်ဆိုရင် demonstrative ရမယ်ထင်ပါတယ်အဲ့တော့အောက်ကဇာတ်ကွက်လေးကိုကြည့်ရအောင်ဒီမှာ we use this and these we use this and these to talk about someone or something that is near to us ဒီမှာ that is near to us အဲ့တော့အနီးကျွန်တော်တို့ ਨੇ အနီးမှာရှိတဲ့ someone တစုံတစ်ယောက်ဒါမှမဟုတ်ရင် something တစုံတစ်ခုကိုညွှန်ပြပြီးပြောဆိုတဲ့အခါမှာဆိုရင် this နဲ့ these ကိုသုံးပါတယ်တဲ့ now we use this with singular noun this ကိုသုံးရင် singular noun ဆိုတော့အနည်းကိန်းနဲ့တွဲပြီးတော့သုံးတယ် these with plural noun these ကိုကြတော့ plural noun အများကိန်းနဲ့သုံးတယ်နော်အဲ့တော့ example လေးကြည့်ရအောင် this is my friend Harry ဒီဟာကကျွန်တော်တငယ်ချင်း Harry ပါတဲ့အဲ့တော့အနည်းမှာရှိတဲ့ Harry ကိုညွှန်းပြီးတော့ပြောချင်တာအနည်းဖြစ်တဲ့အတွက် Harry က noun အနည်းဖြစ်တဲ့အတွက် singular noun ဖြစ်တဲ့အတွက် this နဲ့တွဲသုံးတယ်နော်နောက်တစ်ခုက these are my cat Cosmo and Bella အဲ့တော့ဒီဟာကကျွန်တော်ရဲ့ကြောင်လေးတွေပါ Cosmo နဲ့ Bella ဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် Cosmo နဲ့ Bella ဆိုတော့ noun ကအများကိန်း plural noun ဖြစ်တယ်ဒါကြောင့်သူ့ကို these နဲ့တွဲသုံးတာရမယ်နော်နောက်တစ်ခုက we use that and those to talk about someone or something that is farther away အဲ့တော့ farther away ကျွန်တော်တို့ ਨੇ အဝေးမှာရှိတဲ့အရာဝတ္ထုပစ္စည်းဒါမှမဟုတ်လူပုဂ္ဂိုလ်တယောက်ယောက်ကိုညွှန်းပြီးပြောခြင်းရင်တဲ့ that နဲ့ those နဲ့ကိုသုံးပါတယ်တဲ့ we use that with singular noun that ကို singular noun အနည်းကိန်းနဲ့တွဲသုံးတယ် those with plural noun those ကို plural noun အများကိန်းနဲ့တွဲသုံးပါတယ်တဲ့ exercise လေးကြည့်ရအောင် that is my brother over there အဲ့တော့
ဟိုမှာရှိနေတဲ့ဟာကကျွန်တော်ရဲ့အကူပါတဲ့ဟိုဘက်မှာရှိနေတဲ့သူကကျွန်တော်ရဲ့အကူပါအဲ့တော့အဝေးမှာရှိတဲ့လူပုဂ္ဂိုလ်ကိုညွှန်ပြပြီးတော့ပြောတာဖြစ်တဲ့အတွက်ပြီးတော့အ ਨੇ ဖြစ်တဲ့အတွက်သူကို that နဲ့တွဲသုံးတယ် my brother အ ਨੇ လေနော် singular noun now those are his friend Bob and Tim အဲ့တော့ Bob နဲ့ Tim ကသူ့ရဲ့တငယ်ချင်းတွေဖြစ်တယ်ဒီမှာ Bob နဲ့ Tim က2ယောက်ဆိုတော့ plural noun ဒါကြောင့်အဝေးမှာရှိတဲ့အရာကိုပြောချင်တာဆိုတော့ those ကိုသုံးတယ်ရမယ်နော်နောက်တစ်ခု in short answer ဖြေတဲ့အခါတဲ့ we use subject pronoun subject pronoun က unit 1မှာသင်ခဲ့တဲ့ဟာနော် subject pronoun 9ခုရှိတယ်အဲ့ဒီ subject pronoun ကိုတဲ့ not this that these တို့သူပြောချင်တာက short answer တွေဖြေတဲ့အခါတဲ့ subject pronoun ကိုသုံးပါတယ်တဲ့ဒီ demonstrative စကားလုံး၄လုံးကိုမသုံးပါဘူးလို့ပြောထားတာအဲ့တော့သတိထားမယ် short answer ဖြေရင် short answer ဖြေတဲ့အခါမေးခွန်းထဲမှာ demonstrative ပါတယ်ဆိုရင်တော့မှသူ့ကို short answer ပြန်ဖြေရင်တဲ့ subject pronoun ကိုပဲသုံးပါတဲ့အဲ့ဒီ demonstrative ကိုပြန်မသုံးပါနဲ့လို့ပြောထားတာ example လေးကြည့်အောင် is that your bag is that your bag ဟိုကမင်းရဲ့လွယ်အိတ်လားတဲ့အဲ့ဒီမှာသူသုံးထားတာက that ဆိုတဲ့ demonstrative ကိုသုံးထားတာအဲ့တော့အဲ့ဒီမေးခွန်းကိုပြန်ဖြေခြင်းလို့ရှိရင် demonstrative ကိုပြန်မသုံးနဲ့အဲ့ဒီအစား subject pronoun ကိုပြန်သုံးအဲ့တော့တို့က noun က your bag ဖြစ်တဲ့အတွက် noun အ ਨੇ ဖြစ်တယ်အဲ့ဒါကြောင့်နော်ပြီးရင်အရာဝတ္ထုပစ္စည်းဖြစ်တဲ့အတွက် subject pronoun ခုနှလုံးထဲကဘာကိုသုံးမလဲ id8 ကိုသုံးလိုက်မယ်အဲ့တော့သူ့ကိုပြန်ဖြေတဲ့အခါ demonstrative မသုံးနဲ့ subject pronoun သုံးပြီးဖြေမယ်ဆိုတော့ yes it is လို့ဖြစ်သွားတယ်ရမယ်နော်နောက်တစ်ခုက are those your book are those your book ဟိုကမင်းရဲ့စာအုပ်တွေလားတဲ့အဲ့ဒီမှာဆိုလို့ရှိရင်သူက those ဆိုတဲ့ demonstrative စကားလုံးကိုသုံးထားတယ်အဲ့တော့သူ့ကိုပြန်ဖြေတဲ့အခါမှာဆိုရင်နော် subject pronoun ကိုသုံးပြီးတော့ပြန်ဖြေရမှာဆိုတော့ noun ကိုသွားကြည့်မယ် noun ကဘာလဲ your books noun အများဖြစ်နေတယ်အဲ့တော့အရာဝတ္ထုပစ္စည်းလည်းဖြစ်နေတယ်ဒါကြောင့် subject pronoun နဲ့ဘာကိုသုံးမလဲ they ကိုသုံးမယ်အဲ့တော့သူ့ကိုပြန်ဖြေရင် yes they are ဟုတ်တယ်အဲ့ဒါကျွန်တော်ရဲ့စာအုပ်တွေပါလို့ပြောချင်တာနော်အဲ့ဆိုရင်ဒီဟာက demonstrative အကြောင်းအရာဖြစ်ပါတယ်အဲ့တော့ဒီလို note ကိုရှင်းပြပြီးပြီဆိုလို့ရှိရင်နော်တေချာလေးလိုက်မှတ်ပေးပါကောင်းစဉ်တစ်ခုချင်းစီနဲ့ note လေးတွေတေချာလိုက်မှတ်ပေးပါအဲ့စာလည်းပုံမှတ်မိပါတယ်မေးလို့ပြန်ကြည့်တဲ့နောက်ပိုင်းမေးလို့ပြန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒါအမြဲတမ်းအသုံးဝင်နေမှာပါနော်နောက်တစ်ခုက and ဆိုတဲ့ article အကြောင်းအရာကိုပြောပါမယ်နော်ပထမဦးဆုံးသူက a နဲ့ and ကိုပြောပါမယ်အဲ့တော့ we use and with singular noun to talk about one thing or person အဲ့တော့တစ်ခုတို့တစ်ယောက်တို့ပြောချင်ရင်အဲ့လို noun အ ਨੇ ကိန်းနဲ့ဆိုရင် a နဲ့ and ကိုသုံးပါမယ်တဲ့ now we use a before what that begin with consonant consonant ဆိုတာက b ကိုခေါ်တာပါမြန်မာလိုဆိုရင် b လို့ခေါ်တာနော်အဲ့တော့ consonant နဲ့စတဲ့စကားလုံးတွေဆိုလို့ရှိရင် a နဲ့တွဲသုံးပါတဲ့ now a and n before word that begin with vowel vowel ဆိုတာကတရမြန်မာလိုဆိုရင်တရအဲ့တော့သူတရမှာဆိုရင်၅လုံးပဲရှိတယ်အဲ့တော့တို့ကဒီမှာဘယ်ဟာက consonant လဲဘယ်ဟာက vowel လဲဆိုတော့ခွဲလို့ရတယ်တို့ကနော် a ကနေ z ထိအင်္ဂလိပ်စကားလုံးရှိတဲ့နေရာမှာ vowel က၅လုံးပဲရှိမှာအဲ့တော့တို့ကအဲ့ဒီ၅လုံးက vowel ဆိုပြီးတော့မှတ်ထားလို့ရှိရင်ကျန်တဲ့စကားလုံးတွေက consonant ဘီတွေလို့အလိုလိုနော်သူ့ကိုမှတ်စရာမလိုတော့ဘူးပေါ့အဲ့တော့အရေးအတွက်နေတဲ့၅လုံး vowel ကိုမှတ်မယ်အဲ့တော့ a e i o u အဲ့ဒီ၅လုံးကို vowel လို့ခေါ်မယ်အဲ့တော့ကျန်တဲ့စကားလုံးတွေကို consonant b လို့ခေါ်မယ်အဲ့တော့သူပြောချင်တာက consonant နဲ့စတဲ့ noun တွေဆိုရင် a နဲ့တွဲ vowel နဲ့စတဲ့ noun တွေဆိုရင် n နဲ့တွဲလို့ပြောချင်တာနော် example လေးကြည့်အောင် a magazine ပြီးတော့ a red umbrella ဒီမှာ magazine ကကြတော့ m နဲ့စတယ်ဆိုတော့သူကဘာနဲ့ပါလဲ consonant အဲ့တော့ consonant နဲ့စတာဖြစ်တဲ့အတွက်သူကို a နဲ့တွဲတာနောက် red umbrella ဒီမှာဆိုရင် red ကလည်း consonant စကားလုံးနဲ့စတယ် r နော် r consonant စကားလုံးနဲ့စတယ်ဒါကြောင့်သူ့ကို a နဲ့တွဲတယ်နောက် an apple ဆိုတာက a နဲ့စတယ် vowel နဲ့စတယ်အဲ့ဒါကြောင့်သူ့ကို an နဲ့တွဲမယ်နော်နောက် an expensive car expensive e နဲ့စတယ်အဲ့တော့သူက vowel နဲ့စတာဖြစ်တဲ့အတွက်သူ့ကို an နဲ့တွဲတယ်ရမယ်နော်နောက်တစ်ခုကကြတော့ a and the and plural ခေါင်းစဉ်ကအဲ့တော့ a and the ဆိုတဲ့ article ရဲ့ plurals noun အများကိန်းရဲ့တွဲပြီးတော့သုံးနည်းပေါ့နော်ကြည့်ရအောင်we don't use a and with plural noun
အဲ့တော့ a နဲ့ n ဆိုလို့ရှိရင် noun အများကိန်းနဲ့တွဲပြီးတော့မသုံးရဘူးတဲ့နော် Now we can use th there with singular and plural noun အဲ့တော့ th there ကတဲ့ singular ရော plural ရောနှစ်မျိုးစလုံးနဲ့တွဲသုံးနိုင်တယ် noun အနည်းကိန်းရောအများကိန်းရောနှစ်မျိုးလုံးနဲ့တွဲသုံးနိုင်တယ်တခါ the cars ဟုတ်ပြီနော် Now we usually use an a နဲ့ n ကိုသုံးတယ်တဲ့ when we talk about something for the first time အဲ့တော့ noun တစ်ခုကိုပထမဦးဆုံးအကြိမ်တွေ့တဲ့အခါအဲ့ဒီတွေ့တဲ့ noun ကို a နဲ့ n နဲ့သုံးတယ် and th there when we talk about it again အဲ့တော့သူပြောချင်တာက noun အတူတူကိုပဲเนาะပထမစာကြောင်းမှာပါတဲ့ noun ကိုကြတော့ a နဲ့ n နဲ့ကိုတွဲသုံးပြီးတော့ဒုတိယတစ်ကြောင်းမှာအဲ့ဒီ noun ကိုပဲထပ်ပါခဲ့တယ်ဆိုလို့ရှိရင် th there ကိုပဲသုံးပေးပါတဲ့ example လေးကြည့်ရအောင် This is a sandwich ဒီမှာဆိုရင် noun က sandwich and that is an apple ဒီမှာဆိုရင် noun က apple အဲ့တော့အဲ့ဒီ noun ကိုပဲပြန်ပြီးတော့ဒုတိယအကြောင်းမှာသုံးမယ်ကြည့်လိုက် the sandwich is for you ပြီးတော့ the apple is for me အဲ့တော့ပထမဆုံးသုံးလုံးက sandwich က consonant နဲ့စတာဖြစ်တဲ့အတွက် e နဲ့တွဲသုံးတယ် apple noun က vowel နဲ့စတာဖြစ်တဲ့အတွက် n နဲ့တွဲသုံးတယ်အဲ့တော့နောက်တစ်ကြောင်းမှာလည်းအဲ့ဒီ noun နှစ်ခုကိုပဲပြန်ပြီးတော့သုံးထားတယ်အဲ့တော့တို့ကအဲ့ဒီ a တွေ n တွေကိုပြန်မသုံးတော့ဘူး th there ကိုပဲသုံးရမယ်တဲ့အဲ့ဒါကြောင့်သူပြောထားတာက noun တစ်ခုကိုပထမဆုံးအကြိမ်တွေ့ရင် a တို့ n တို့ကိုသုံးနိုင်တယ်အဲ့ဒီ noun ကိုပဲဒုတိယအကြိမ်ထပ်တွေ့ပြီးနော်နောက်ထပ်အကြိမ်လေးဒုတိယအကြိမ်ပဲဖြစ်ဖြစ်တတိယအကြိမ်ပဲဖြစ်ဖြစ်နောက်ထပ်တွေ့ပြီဆိုလို့ရှိရင်သူ့ကို th there ကိုပဲသုံးပါလို့ပြောထားတာရမယ်နော်အဲ့တော့ဒါက demonstrative ရဲ့ and the plural nouns အကြောင်းရဲ့ပြောသွားတာဖြစ်ပါတယ်